သိန်းထောင်လေးရဝင်းကျင်နဲ့ရနိုင်တဲ့မော်ဒယ်မြင့်စလွန်ကားလေးတစ်စီးနဲ့ဒီနေ့မှာမိတ်ဆက်ပေးပါမယ်ဗျမော်ဒယ်က2020မော်ဒယ်ဖြစ်ပြီးကီလိုကတော့4000အကျော်ပဲရှိပါအောင်မယ်ဗျကားကောင်းကားတန့်ရှာနေတဲ့မိတ်ဆွေတို့အတွက်စီးမလားပြန်ရောက်မလားလုံးဝတန်မိုးတက်စေမဲ့ Nissan Sunny ကားလေးဖြစ်ပါရဲ့ဗျမန်လေးလိုင်စင်ပေါ်မှာအခရာအာတန်းလေးနဲ့ရပါမယ်ဗျအယောင်ကတော့ Super Black လေးဖြစ်ပါရဲ့ဗျလူကြီးလူငယ်မျိုးတွေလိုက်ဖက်တဲ့အယောင်လေးဖြစ်ပါတယ်စီစားမှုလည်းတော်တော်ကြီးကိုတက်တာပြီးရောNissan Sunny ဆိုတဲ့အတိုင်းကြခိုင်မှုမှာဆိုလို့ရှိရင်လည်းပြောနေစရာမလိုပါဘူးဗျဘယ်မောင်းဖြစ်မယ် Smart Key Post တက်လည်းဖြစ်တယ် Fuel Control လည်းပါမယ်ပြင်ဆင်စေးတက်တာရဲ့အထဲမှာလည်းပါတယ်အပိုပစ္စည်းဆိုလို့ရှိရင်လည်းဘယ်မျိုးမှနေနေပေါ်တဲ့ model မျိုးစားဖြစ်ပါရဲ့ဗျ Nissan Sunny ကိုဘာကြောင့်လူကြိုက်များကြလဲဆိုလို့ရှိရင်အစွဲယုံကောင်းတယ်စီစားတက်တာတယ်အတွင်းကန်းကြွကြဲဝင်းဝင်းရှိတယ်ဒီ၃ချက်ကြောင့်လူကြိုက်တော်တော်များတဲ့အထဲမှာပါပါတယ်ဗျကားအနေထားကအတွင်းရောအပြင်ရောတော်တော်ကြီးတန့်တဲ့အနေထားမှာရှိပါအောင်မယ်ဗျရောင်းချပေးမဲ့ဈေးလေးက1430ကိုညှိနှိုင်းလေးနဲ့ရောင်းချပေးပါမယ်ဗျကားကတော့မန်းလေးမြို့မှာကြည့်ရပါမယ်ဗျအသေးစိတ်ကိုဖုန်းဆက်ပြီးအာမနာတန်မေးမြန်းလို့ရ